ဒါဟာတရွက်လေးတရွက်ပဲဖြစ်ပေမဲ့သူစားနေတာကိုကြည့်ရတာအာလူးကျော်စားနေတယ်လို့ပဲသူကကဘာပေါ်မှာအပျော်ဆုံးတတဝါလေးပါအမီးတို့အိတ်ဆောင်သားပိုက်ကောင်လေးကွာကပါသူတို့တွေကဩစတြေးလျအနောက်ပိုင်းမှာနေထိုင်ကြတယ်ပြင်းမြတက်တန်းက9နှစ်ပဲရှိတာမို့စားနိုင်တယ်လို့စားထားတာဟာကံကောင်းခြင်းဆိုတာကိုသူတို့နားလည်ထားကြတယ်နေတိုင်းပျော်နေဖို့ကအရေးကြီးဆုံးပဲဘသူနဲ့တွေ့သူတို့ကအမြဲပြုံးပြနေတတ်တယ်ဒါဟာသူတို့တွေပြင်ပလောကနဲ့ဝေးကွာတဲ့ကျုံးလေးပေါ်မှာနေထိုင်ကြလို့ပါဘာနဲ့မှမရှင်ပြန်ရပဲအေးချမ်းချမ်းနေထိုင်ကြတယ်ကျုံးပေါ်မှာရာသီဥတုကတာယာပြီးအစားအစာလည်းပေါ်များတယ်နေ့ရက်တိုင်းကိုအရန်စိတ်ချမ်းသာဖို့ကောင်းအောင်ဖြတ်တန်းကြတယ်ဒါကြောင့်သူတို့မှလူတွေကိုကြောက်ရွံ့တဲ့စိတ်လုံးဝမရှိပါဘူးတရွက်လေးတရွက်ရှိုံနဲ့မှုန်ကျွေးပြီးဓာတ်ပုံတူတူရိုက်လို့ရတယ်ပြီးတော့သူတို့ကကင်မရာကိုလည်းအရန်တိတက်ကြတယ် post ပေးတာလည်းအရန်တော်တယ်ဒီလိုမျိုးလေးတွေပေါ့ကွာကာလေးတွေကဆက်စုတက်တဲ့စိတ်လည်းအရန်ရှိတယ်လူတွေကကြောက်ခဲပြပြနေတာကိုတွေ့ရင်သူတို့ကအရန်ကိုစိတ်ဝင်စားကြည့်နေတတ်တယ်လေထဲကိုတော့လက်လေးနဲ့လိုက်ဖမ်းပြသေးတယ်တကယ်ကိုရေရပါတယ်အမီးတို့တားပိုက်ကောင်လေးတွေကတားပိုက်ကောင်ကြီးတွေလိုပဲဘိုက်မှာကလေးထဲဖို့အိတ်လေးပါတယ်တားပိုက်ကောင်လေးတွေဟာအရွယ်မတိုင်ခင်အထိအမေနဲ့အတူနေကြရတယ်အပြင်သွားရင်လည်းအမေကသူ့အိတ်ထဲမှာထည့်သွားပေးတယ်ဒါပေမဲ့အနေနဲ့တွေ့ရင်တော့အမေကသူ့ကလေးကိုအိတ်ထဲကနေထုတ်ပြီးပစ်ချခဲ့တယ်ကလေးရဲ့ရုံးကန်တန်နဲ့အော်တန်ကရန်သူတွေကိုအာယုံလွှဲပေးနိုင်လို့ပါအမေဖြစ်သူကတော့ကိုလိုယုံဖို့အချိန်ပိုရသွားတာပေါ့ဒါဟာကလေးကိုအချိန်ကြာကြီးပြုစုပြောထောင်လာတာဟာဒီလိုအချိန်မျိုးမှာအသုံးချဖို့ပါလားအဓိကကတော့အမေအသက်ရှင်နေရင်နောက်ထပ်ကလေးတွေအများကြီးထပ်မွေးလို့ရသေးတယ်ဆိုတဲ့သဘောပါပဲတားပိုက်ကောင်အမေရဲ့ဘိုက်ထဲမှာနောက်ထပ်အရန်ကလေးငယ်တစ်ကောင်အမြဲရှိနေတတ်တယ်အရင်ကလေးကဘာမှမဖြစ်ရင်အဲ့ဒီအရန်ကိုခိတ္တထိမ့်သိမ်းထားတယ်အရင်ကလေးတစ်ခုခုဖြစ်သွားမှဒုတိယအရန်ကလေးကိုဖွံ့ဖြိုးအောင်ပြန်လုပ်တာပါဒီလောက်ရက်ကရန်သူတွေကိုတောင်ကြောင်သွားစေတယ်စိတ်ထဲကနေဒီကလေးကဖုံးပေဖြစ်လို့လက်ဆောင်ရထားတာလားလို့တောင်ထင်မိသွားမယ်လူတွေကိုစိတ်ပျော်ရွှင်စေတဲ့ဒီကွာကာသားပိုက်ကောင်လေးကိုတင်ချစ်မိသွားပြီလား